ဘယင်မင်းမြတ်ကျွန်တော်အာရှင်းကိုလက်ထပ်ခွင့်ပေးပါရန်တောင်းဆိုပါသည်တခန်းလုံးပောက်ကွဲသလိုထိတ်လန့်သွားသည်လူတိုင်းအံ့အားသင့်သွားကြသည်ဒီလောကမှာအဆင့်တန်းကအလွန်အရေးကြီးသည်မင်းသားတစ်ပါးနဲ့တာမန်မင်းကလေးတစ်ယောက်ကကဘာနှစ်ခုလိုပွာခြားနေသည်မင်းကြီးတောင်ခဏတစ်ချက်အံ့အားသင့်သွားပြီးဘာမှမပြောနိုင်ခဲ့ပေသို့တော်ရှယ်ရိုးကတီတီငိမ့်ငိမ့်နဲ့အရာအလုံးကိုရှင်းပြခဲ့သည်သူကရန်ကျိုးမျိုးကယောဂဖြစ်ပွားချိန်ကြောင်းကျမကလူပေါင်းများစွာရဲ့အသက်ကိုကယ်တင်ခဲ့ပုံအကြက်တဲကိုထိန်းချုပ်နိုင်ခဲ့ပုံပြည်သူတွေကိုကူညီခဲ့သမျှအကြောင်းတွေကိုပြောပြခဲ့သည်မင်းကြီးကတေချာနားထောင်လာလေလေအံ့အားသင့်လာလေလေဖြစ်သွားသည်နောက်ဆုံးမှာသူကအားရဝမ်းသာရေလိုက်ပြီးကောင်းလာ၏ဒီလိုအရေးချင်းရှိသူကိုအတိမတ်ပြုတင်သည်ချက်ချင်းပဲသူကကျမကိုအစင်းမြင့်ကုန်ရာတို့တစ်ခုချီးမြှင့်လိုက်သည်ကျမကိုခရိုင်မင်းသမီးအဆင့်ပေးအပ်လိုက်သည်ထို့နောက်သူကိုယ်တိုင်ကျမတို့ရဲ့လက်ထပ်မှုကိုအတည်ပြုပေးလိုက်သည်တခန်းလုံးထပ်မံ၍အုပ်အော်တောင်းနှင်းဖြစ်သွားပြန်သည်ဘူရှဲရင်ဤမျက်နာကဖြူလွန်းသွားသည်သူ၏မျက်လုံးထဲတွင်မယုံနိုင်မှုများပြည့်နှက်နေသည်နင်ကရန်ကျိုးကနမဲကြီးဆေးเสียရလားသူစကားတော်မပြောနိုင်တော့ပေအရင်နှစ်များတုန်းကသူကကျမကိုအထင်သေးခဲ့သည်သို့တော်လူတိုင်းလေးစားရသောထိုကြော်ကြားသည့်ဆရာဝန်ကသူရှိမှပဲရှိနေခဲ့ခြင်းဖြစ်သည်စူကျွမ်းကရုတ်တရက်အော်ဟစ်လိုက်သည်မဖြစ်နိုင်ဘူးသူမလိန်နေတာသူမကကျေးလက်ကမင်းကလေးပဲမြို့တစ်မြို့ကိုဘယ်လိုကယ်နိုင်မလဲလူတိုင်းကသူမကိုယူနေတယ်လို့ကြည်ကြသည်နန်းတော်အဆောင်များကချက်ချင်းသူမကိုဆွဲထုတ်သွားကြသည်မင်းကြီးကတော့စိတ်ဝင်စားသွားသည်ပွဲတော်အတွင်းမငြိမ်မသက်ဖြစ်စေမှုအတွက်အပြစ်အနေနဲ့သူမကိုတုတ်ရိုက်သုံးဆက်ချမှတ်လိုက်သည်ပွဲတော်ပြီးသွားပြီးနောက်ရှယ်ရိုးကကျမကိုအိမ်ပြန်လိုက်ပို့ခဲ့သည်ကျမတို့ယထာကရက်သွားတာနဲ့ကျမအကိုကအပြင်မှာစောင့်နေသည်ကိုမြင်လိုက်ရသည်သူဘာကြောင့်လာရလဲဆိုတာရှင်းနေသည်သူကအန်ချင်မင်းသမီးနဲ့လက်ထပ်နိုင်မဲ့အခွင့်အရေးကိုဆက်လက်အိမ်မက်မက်နေသည်အခုကျမကရှယ်ရိုးနဲ့ဆေးဆက်ထားပြီးအန်ချင်မင်းသမီးနဲ့လည်းဆက်နေသဖြင့်သူကကျမကိုအကူအညီတောင်းချင်နေသည်သူကျမကိုမြင်လိုက်တာနဲ့အတင်းပြုံးတစ်ခုပြုတ်လုပ်လိုက်သည်အာချင်းအဖေနဲ့အမေကနင့်ကိုလွမ်းနေကြတယ်အိမ်မှာညစာစားဖို့မလာဘူးလားကျမကသူ့ကိုအေးဆက်နဲ့ကြည့်လိုက်သည်ဘယ်အိမ်လဲငါကအခုတော့ General Mansion ရဲ့အဖွဲ့ဝင်မဟုတ်တော့ဘူးသူ့ပြုံးချက်ချင်းပျောက်သွားသည်သူကဒေါသတကြီးနဲ့လက်ညှိုးထိုးလိုက်သည်နင်ကမိခင်ရဲ့သွေးသားတူသမီးပဲသူ့မိသားစုရဲ့သွေးကမင်းရဲ့သွေးထဲမှာစီးဆင်းနေတယ်အခုအရေးကြီးလာတော့မိသားစုကိုမေ့သွားပြီလားကျမကရေလိုက်သည်မင်းမှာပြဿနာရှိရင် Prince Show ကိုသွားတိုင်လိုက်သူ့မျက်နှာကရှုပ်ထွေးပြီးမဲမောင်သွားသည်မင်းကိုမတားနိုင်ဘူးလို့မထင်နဲ့ကျမကအေးဆေးဆေးမိသားစုဖြတ်တောက်စာရွက်ကိုထုတ်ပြလိုက်သည်အဖေလက်မှတ်ထိုးထားတဲ့စာရွက်ပင်ဖြစ်သည်ဒါကိုမင်းကမင်းကြီးစီတင်ပြလိုက်ရင်ဘသူအပြစ်ခံရမယ်လို့ထင်လဲ General Mansion လားငါလားသူ့မျက်နှာကချက်ချင်းစိမ့်သွားသည်ထို့နောက်ဒေါသတကြီးထွက်သွားသည်ရက်အနေငယ်ကြပြီးနောက်ဂူရှဲရင်ကျမကိုလာရှာသည်သူကအရင်တိုင်းပြန်ဖြစ်နိုင်မလားဆိုတဲ့မျှော်လင့်ချက်ရှိနေသေးသည်သူကိုမြင်လိုက်တာနဲ့ကျမမှာယွန်ဆောင်မှုသာခံစားရသည်သူကကျမရဲ့ခြံအပြင်မှာဝမ်းနေသလိုရက်နေသည်အာချင်းငါစုကျွမ်းကိုယုံမှားမိခဲ့တယ်ငါမှားသွားပြီကျမကမတုံ့ပြန်ပဲရေအေးတပုံးကိုယူပြီးသူ့ခေါင်းပေါ်တန်းလောင်းချလိုက်သည်သူကရေဆိုပြီးအံ့အားသင့်သလိုရက်နေသည်ကျမကအေးဆက်နဲ့ကြည့်ပြီးမင်းရဲ့မျက်နှာကိုမြင်ရတာငါယုံတယ်သူကအရှက်ရပြီးခွေးရည်ဆိုသလိုပြန်ထွက်သွားသည်တလအကြာတွင်စုကြွမီနောက်ဆုံးတော့မျိုးစားမင်းအိမ်တော်ထဲသို့လက်ထပ်ဝင်ရောက်သွားသည်မင်္ဂလာမတိုင်မီမိခင်ကလျှို့ဝှက်ပြီးကျမကိုလာတွေ့သည်သူမမျက်နှာကအရင်ထက်အိုမင်းနေသည်သူ့မျက်လုံးထဲမှာလည်းလှုပ်ရှားနေတဲ့ဝေဝါးမှုတွေရှိသည်အာချင်းငါတို့မိသားစုပြန်ပြေးလဲနိုင်မယ်လို့မျှော်လင့်နေသူမကသူမရဲ့ကိုယ်ပိုင်ပစ္စည်းတွေထဲကတဝက်ကိုကျမကိုပေးမယ်လို့တောင်ပြောသည်သို့တော်မကြမီမှာပဲအမှန်တရားပေါ်လာသည်သူမလာတာကကျမကိုလွမ်းလို့မဟုတ်ပဲစုကျွမ်းအတွက်ပတ်စံပိုးရအောင်လုပ်ချင်လို့ဖြစ်သည်သူမကတက်ပြင်းချပြီးစုကျွမ်းကသူ့ရောက်ခမအိမ်မှာဒုက္ခရောက်နိုင်တယ်ဒါကြောင့်သူ့ကိုငါပိုကြီးတဲ့ဒိုရီပေးလိုက်တယ်မင်းကတော့ County Princess ဖြစ်နေပြီမင်းကိုမင်းကြီးကစုလက်ဆောင်တွေပေးနေတယ်မင်းကဒီပစ္စည်းတွေမလိုပါဘူးအဲ့ဒီအချိန်မှာပဲကျမနားလေသွားသည်သူမပေးချင်တာကတဝက်မဟုတ်ဘူးစုကျွမ်းကိုပေးဖို့အကြောင်းပြချက်ရှင်းချင်တာသာဖြစ်သည်ကျမကတည်ငြိမ်စွာပြုံးလိုက်သည်မင်းရဲ့ကိုယ်ပိုင်ပစ္စည်းကမင်းပိုင်တာပဲမင်းလိုချင်တဲ့သူကိုပေးလို့ရတယ်ငါနဲ့မဆိုင်တော့ဘူးငါတို့ကမိသားစုမဟုတ်တော့ဘူးကျန်တဲ့သွေးသားဆက်ဆံရေးကလည်းအရေးမကြီးတော့ဘူးမိခင်ရဲ့ခန္ဓာကိုယ်တုန်ခါသွားသည်သူမဖြည်းဖြည်းထပြီးထွက်သွားသည်သူမရဲ့နောက်ကျောကတယောက်တည်းဖြစ်တယ်လို့ထင်ရတော့လဲကျမရဲ့နှလုံးသားကတော့မလှုပ်ရှားတော့ပေအချိန်တွေကုန်သွားသည်အကိုကအန်ချင်မင်းသမီးကိုဆက်လက်လိုက်လံခဲ့တော့လဲသူမကပို့ပြီးစိတ်ညစ်လာပြီးသူ့ကိုမကြိုက်တော့ပေသူ့အလုပ်ကင်လဲကျဆင်းလာသည်ဖခင်ကအသက်ကြီးလာသည် General Mansion ကတဖြည်းဖြည်းကျဆင်းလာသည် General Mansion ရဲ့ထောက်ပံ့မှုမရှိတော့သဖြင့်ဂူရှဲရင်ရဲ့အခြေအနေလဲပုံမအားနည်းလာသည်သူ့အရင်မိတ်ဆွေတွေကလည်းသူ့ကိုလှောင်ပြောင်ကြသည်စုကျွမ်းကတော့မျိုးစားမင်းအိမ်တာထဲမှာဘဝခက်ခဲလာသည်